မြန်မာလူမျိုးတွေကဖျားဘူးဆိုပြီးတော့သွားတာမှန်တော့စိုက်စီးရမှာပဲနော်တချို့ကဖျားနာတော့ဝတ်မှချရလားမသိဘူးညတော့အပြင်ဖျားဖူးလို့နာမည်တက်ထားတဲ့အရာတွေကဖျားတော့တချို့ရောက်ဖို့မပေါ်ဘူးနော်ဖျားရှိခိုးတာတို့ဘာတို့လုံးလဲလုံးမဟုတ်လုံးတယ်လူလည်းရှိတော့ရှိတာပေါ့နော်အများစုကတော့အပြုတ်လိုက်ကြတာဟိုကြည့်ဒီကြည့်လျှောက်ကြည့်ကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတခါတော့ကမုံရွာဘက်ကိုသွားတရားဟောတယ်တရားဝဲကျင်းပတာကမုံရွာမြို့အလဲကဆူတော်မြစ်စီရီဖျားပရုံနဲ့မှာဖျားဝဲနဲ့မှာတရားဝဲကျင်းပအဲ့တော့တရားဝဲဟောပြီးတဲ့အခါကျတော့ဖျားရုပ်ကတော့ကြီးကိုဝင်ပြီးတော့ဝတ်ချတော့အဲ့ရုပ်ကတော့ရှိမှနိုင်ငံသားတယောက်တရားထိုင်နေတယ်ဝင်ဝတ်ချတဲ့အခါကျတော့သူတရားထိုင်လေးဖြစ်ပြီးတော့လာနှုတ်ဆက်တယ်နှုတ်ဆက်ပြီးသူကဘာပြောတော့ဆိုဖျားတဲ့ရောက်လာတဲ့ပမာရီတဲ့ဖျားလည်းဝန်မချဘူးတဲ့စကားတွေပြောပြီးတော့ရှောက်လဲနေကြတယ်လို့သူကပြောသွားတာအဲ့ဒီလူရတော့ဖျားရှိမှသူကတရားထိုင်အမေရိကန်ကသူကတရားပြဆရာနောက်တော့သိရတယ်အဲ့တော့သူကဖျားရှိမှမတရားထိုင်တယ်တော့မသိဘူးဖျားရှိမှတရားထိုင်ပြီးတော့ညင်ညင်သက်သက်နေတယ်ဗမာရီရဲ့တအုပ်စုဝင်လာလိုက်စကားတွေပြောပေါက်စိတ်မောက်လေးဝချထသွားကြလာလိုက်ဘယ်သူမှဟိုတလေးတစားရှ िख ိုးတဲ့ပုံစံမတွေ့ရဘူးပေါ့နော်မတွေ့ရတော့အဲ့နိုင်ငံသားတယောက်ကအဲ့လိုရှောက်တာကြုံရဘူးတဲ့ပေါ့နော်ဟုတ်လဲဟုတ်နေဆိုတော့ဘာမှမပြောလိုက်ပါဘူးတကယ်တော့များသောအားဖြင့်ဗမာရီရဲ့လေ့ကျင့်ဖះเจ้าငံနေတဲ့မှာရှောက်ကြည့်တယ်အခုခေတ်ကျတော့ဘာပိုးလာတော့ဆိုဖះရှိမှာ selfie ဆွဲတာပိုးလာတယ်နော် selfie ဆွဲခြင်းနဲ့တပ်ပုံရိုက်ခြင်းလာတယ်အဲ့ဒါပြဿနာတစ်ခုကသီရိလင်္ကာသွားဖះဖူးရတဲ့ဖះဖူးတွေဖះရှိမှာဖះကိုကြောပေးပြီးထပ်ပုံရိုက်ရင်တီဟိုသားတွေကမကြိုက်ဘူးပြောတယ်အဲ့ဒါကြောင့်အဲ့လိုတပ်ပုံမရိုက်ပါနဲ့ဖះကိုနောက်ကထားပြီးဗမာမှာတော့အဲ့ဒါထုံးစံလိုဖြစ်နေနော်ထုံးစံလိုဖြစ်သူတို့ဖះကို background လုပ်ပြီးတော့တပ်ပုံရိုက်တာလုံးဝရိုက်မခံမရိုက်ဖို့ပြောတယ်သူအဲ့တော့ကြာတော့လေရိုးသွားတဲ့သဘောပေါ့နော်